ကျွန်တော်တို့အန်တူဂရမ်မာကိုအသုံးပြုပြီးတော့လူကျင့်ဝတ်တွေကိုလေ့လာကြည့်ရအောင်ကျွန်တော်ဒီလုပ်ငန်းခွင်မှာပဲဖြစ်အပြင်ပေါ့နော်ဒီအပြင်တွေမှာဖြစ်အကြောင်းတွေမှာပဲဖြစ်လူကျင့်ဝတ်စီးမြင်စည်းကမ်းတွေနဲ့အညီပေါ့နော်မလုတ်တင်ဘူးဆိုတဲ့ဟာတွေလူအများရှိမှလုပ်ဖို့မတင်တော်ဘူးမလုပ်ရဘူးအဲ့ဒါကမကောင်းဘူးဆိုတဲ့ဟာတွေကိုကျွန်တော်တို့တယောက်ကကိုယ့်အရှိမပြုလုပ်နေရဖြစ်ကိုကတယောက်ကိုပြောချင်တယ်အကြံပေးချင်တာပဲဖြစ်ကျွန်တော်တို့အန်တူဂရမ်မာကိုအသုံးပြုပြီးတော့ကျွန်တော်တို့ဘယ်လိုပြောရမလဲမသိဘူးမဖြစ်ရလေအောင်ကျွန်တော်ဒီ grammar လေးကိုလေ့လာကြည့်ကြအောင်ကိုကရောဒီလိုမျိုးအရာတွေလုံးမိနေလားဆိုတာကိုကျွန်တော်တို့စစ်ဆေးကြည့်အောင်အဲ့ grammar လေးကဘာလဲဆိုလို့ရှိရင်တော့ mono dewa 9သူ့ရဲ့အဓိပ္ပာယ်လေးကတော့မလုတ်တင်ဘူးဆိုတဲ့အဓိပ္ပာယ်လေးဖြစ်ပါတယ်နာနီနာနီ mono dewa 9မလုတ်တင်ဘူးသူကကြတော့ဘယ်လိုလဲဆိုတော့မလုတ်တင်ဘူးမဖြစ်တင်ဘူးနာနီနာနီကမကောင်းတဲ့အရာပဲလို့ပြောချင်တဲ့အခါမျိုးတွေပါသုံးပါတယ်ရေဘူးအဖြစ်တော့ကျွန်တော်ဒီမှာရေးထားသလိုပဲလူအများစုလက်ခံထားတဲ့စီမင်းစည်းကမ်းတွေကိုပြောမယ်လူကျင့်ဝတ်နဲ့အညီပေါ့နော်ဒီဟာတွေကတော့မလုတ်တင်ဘူးဒီဟာတွေကတော့မကောင်းဘူးဆိုတဲ့ဟာမျိုးတွေဖြစ်ပါတယ်ဒီလိုမျိုးဟာတွေလုပ်လို့ရှိရင်ရိုင်းတဲ့အပြုတ်မျိုးတက်ရောက်မယ်ပေါ့နော်ရိုင်းတဲ့အပြုတ်မျိုးဖြစ်မယ်ရှစ်စရဲဖြစ်မယ်ပေါ့ပြောမှဆိုလို့ရှိရင်ဒီဟာတွေကဒီဂျပန်မှာမဟုတ်ဘူးကျွန်တော်တို့မြန်မာမှာဆိုလို့ရှိရင်လေဒီလိုမျိုးအပြုတ်မျိုးတွေဒီလိုမျိုးအကျင့်တွေမျိုးလုပ်လို့ရှိရင်ဒါရိုင်းနေဆိုတဲ့သဘောမျိုးပါပဲโอเคအဲ့ဆိုရင်ကျွန်တော်စပြီးဒီ grammar လေးကိုလေ့လာကြည့်အောင်တော့သူ့ရဲ့အရှိမဆိုလို့ရှိရင် verb root ပေါ့နော် root လိုက်မယ်ပြီးရင်နောက်မှာ mono တဲဝ9လေးပေါင်းပေးရမယ်သူ့ကိုစကားပြောတွေမှာဆိုလို့ရှိရင်ဘယ်လိုသုံးမလဲဆိုလို့ရှိရင် mon ကြ9မွန်းကြနိုင်ဆိုပြီးတော့စကားပြောတွေမှာသုံးပါမယ်ကျွန်တော်အဲ့အလေးကိုစာကြောင်းတွေမှာတွားပြီးတော့ထည့်ကြည့်မယ်1番人の前で大きな声で個人的なことを話すものではない人の前でလူတွေအရှိမပြောမယ်လူအများကြီးအရှိမတခြားလူရဲ့အရှိမပေါ့နော်အတန်အကျယ်ကြီးနဲ့တဲ့ကိုချင်းတက်ခိနာဆိုတာဖြစ်လေကိုရေးကိုတာပေါ့နော်ပြောမယ်ဆိုလို့ရှိရင်ဟိုသူများတွေမသိစင်တဲ့ကိစ္စပေါ့ကိုရေးကိုတာအချက်လက်ကိုရေးကိုတာကိစ္စတွေကိုတဲ့မပြောသင့်ဘူးမပြောရဘူးဒါလည်းကျွန်တော်တို့ရေဘူးအားဖြစ်တော့အကုန်လုံးလူအများကလက်ခံထားတဲ့စီမင်းစည်းကမ်းဖြစ်တယ်ဒါလူများရှိမှဆိုလို့ရှိရင်ဒီကိုရေးကိုတာအချက်လက်တွေကိုပြောတင်လားမပြောတင်ဘူးလားဒါအကုန်လုံးတည်ပြီးသားဖြစ်တယ်ဒါမှပြောတင်ဘူးလေအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးပြောမယ်ဆိုလို့လူများလက်ခံထားတဲ့စီမင်းစည်းကမ်းတွေလူချင်းဝင်းနဲ့အညီပေါ့နော်ဟိုမလုတ်တင်ဘူးမဖြစ်တင်ဘူးမကောင်းဘူးဆိုတဲ့ဟာမျိုးတွေကိုပြောချင်တဲ့အခါမှာသုံးတဲ့ grammar ပဲဖြစ်ပါတယ်ကျွန်တော်စက်ကြည့်မယ်နီးပန်းကိုမဲဝင်တော့ဟီတိုနော်ဤခံကိုတိုချူတဲ့စာရဲ့ကီလူမိုနိုတဲဝနိုင်ဒီအထက်လူကြီးပေါ့နော်အထက်လူကြီးရဲ့အမြင်ကိုပြောရမှာဆိုအထက်လူကြီးအမြင်ကိုပြောနေတဲ့အချိန်မှာပေါ့တိုချူတဲ့ပြောမှာဆိုစကားဖြတ်မပြောသင့်ဘူးလို့ပြောတာကွာသူကအထက်လူကြီးကအမြင်ဒါအထက်လူကြီးမှမဟုတ်ပါဘူးเนาะကျွန်တော်လူကြီးသူမတွေအများတခြားတစ်ယောက်ကစကားပြောနေတဲ့အချိန်မှာသူပြောတဲ့စကားမဆုံးခင်မှာပဲကျွန်တော်ဖြတ်မပြောသင့်ဘူးအဲ့လိုမျိုးပြောချင်တာဖြစ်ပါတယ်ဒီစာကြောင်းကတော့အထက်လူကြီးရဲ့အမြင်ကိုပြောနေတဲ့အချိန်မှာတဝက်တစ်ပြက်နဲ့ဟိုကဖြတ်ပြီးတော့မပြောသင့်ဘူးဆိုတာကိုပြောတာဖြစ်ပါတယ်ဇမ်ပန်一度失敗したからといってすぐに諦めるものではない။ဒါချင်းဆုံးရှုံးသွားတယ်လို့ပြောရုံနဲ့ချက်ချင်းပေါ့နော်။ချက်ချင်းဘာဖြစ်လဲအရှုံးပေးလိုက်ဖို့မတင်ဘူး။ချက်ချင်းအရှုံးမပေးဘူး။ဒီကောင်ကကြတော့ဘာလဲဆိုတော့ဒီပေါ့မကောင်းမှုမလုပ်သင့်ဘူးဆိုတာတဲ့သူအကြံပေးတဲ့သဘောတက်ရောက်တယ်ပေါ့နော်။မင်းဒါချင်းရှုံးသွားတာနဲ့ချက်ချင်းလက်မြောက်အရှုံးမပေးလိုက်နဲ့ချက်ချင်းလက်မြောက်အရှုံးပေးဖို့မတင်ဘူးဆက်ပြီးတော့စူးစမ်းပေါ့နော်အဲ့လိုမျိုးပြောချင်တဲ့နေရာမှာတုံးတာဖြစ်ပါတယ်ယူမန်ရှီကောတုံတော်မဲတူဝ emoji ရဆရန်ကိုစကောင်းမွန်တို့တဲဝနိုင်ဒီအလုတ်မေးတွေပေါ့နော်အလုတ်မှာအသုံးပြုတဲ့မေးတွေကိုဒီကအဲပေါ့နော်ဒီပကြီးခန်းကြီးလေးကပါ emoji က emoji ပေါ့နော်ပုံလေးတွေကိုပြောတာနော် emoji ရေစလန်းတွေကိုတဲ့မသုံးသင့်ဘူးတဲ့ဒီအလုံးမှာအလုံးအသုံးပြုတဲ့မေးတွေကိုပြောတဲ့အခါမှာ emoji ရေစလန်းတွေကိုထည့်ပြီးတော့ပို့တာမကောင်းဘူးပြောမှတငယ်ချင်းပို့တာကိစ္စမကြည့်ဘူးအလုပ်လုပ်ငန်းခွင်မှာအသုံးပြုတဲ့မေးတွေမှာဒါ emoji စလန်းတွေကိုထည့်ပြီးတော့မသုံးသင့်ပါဘူးတဲ့ကောမန်ဒိုနာနီအိုကိုတေမွန်ဟီတိုတတာခုမွန်နိုတဲဝနိုင်ဘလောက်ပဲစိတ်ဆိုးနေပါစေတဲ့လူတယောက်ကိုတော့ဘာဖြစ်လဲမရိုက်နှက်သင့်ဘူးအဲ့လိုမျိုးပြောချင်တာဖြစ်ပါတယ်โอเคအဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမွန်နိုတဲဝနိုင်ကိုအသုံးပြုပြီးတော့ကျွန်တော်တို့ဒီဟိုမလုတ်သင့်ဘူးမကောင်းဘူးဆိုတဲ့ဟာတွေကိုဘယ်လိုပြောရမလဲဆိုတာကိုနားလည်သွားပြီလို့ထင်ပါတယ်ဒီမျိုးဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးကျေးဇူးအများကြီးတင်ပါတယ်